ဒါစာချုပ်ထဲမှာရေးထားတဲ့အကြောင်းအရာတွေပဲမဟုတ်လားသူ့လက်တွေတုံရင်နေပြီးစာချုပ်စာတမ်းတွေကိုစိတ်လှုပ်ရှားစွာနဲ့လှန်လောကြည့်နေတယ်စာချုပ်ပေါ်မှာ BOT မူဝါဒငွေပြားတန်း30စတဲ့စာသားတွေပေါ်လာတဲ့အမတ်ချုပ်ကြီးမျက်လုံးကြီးဖြူဝဲပြီးတက်ပြင်းပြင်းရှူရင်ဟူဟင်းလူငယ်တထေးကခန်းကြားအေးဆေးစွာခေါင်းညှိလိုက်ရင်စာမျက်နှာ30ခုကိုလှန်လိုက်ပါအဲ့ဒီမှာကြက်တဲ့စိတ်အသေးစိတ်စရာပါပါတယ်စာချုပ်ထဲမှာငွေပြားတန်း30ပွဲခါရှာစာရဂိုင်းလုံးဆိုတာကိုတွေ့ပြီးဒေါသနဲ့ဝမ်းနည်းမှုရောထွေးနေတဲ့အတန်နဲ့ဒါဆိုရင်ငါတို့ကမင်းစီမှာနှစ်စဉ်နှစ်တိုင်းပနာဆက်တနေရတယ်လို့ဖြစ်နေတာပေါ့လူငယ်တထေးကအေးဆေးစွာပြုံးလိုက်ပြီးလက်ချောင်းတွေကိုရှက်ထားလိုက်တယ်ပနာဆက်တနာဟုတ်လားလီဝင်ကြီးချုပ်အမြင်ကိုကြဲကြဲပြန့်ပြန့်ကြည့်စမ်းပါသူ့ထိုင်ကုန်ကနေထွက်လိုက်ပြီးမိုးမျောတိုင်းမှန်ပြတင်းပေါက်စီလက်လျှောက်သွားတယ်ခင်ဗျားတို့ငွေပြားတန်း30အကုန်ကြခံလိုက်လို့ဗာပြန်ရမလဲသိရလားတိုင်းပြည်တဝမ်းလုံးမီးရမယ်လမ်းမဆက်သွယ်ရေးပွင့်သွားမယ်ရေးရမယ်ပြည်သူတွေရဲ့ပြညတ်တက်တန်းဟာအသက်80ထိရှေ့ကြလာမယ်ခင်ဗျားတို့ရဲ့ဓာတ်မပါတဲ့စစ်တပ်ဟာအားလုံးကအားကြရတဲ့ရွှေစုံကင်စစ်တပ်ကြီးဖြစ်လာမှာအမတ်ချုပ်ကြီးမျက်ရည်များဝဲလျက်အတန်တုံနဲ့ဒါပေမဲ့ဒီစာချုပ်ကိုလက်မှတ်ထိုးလိုက်ရင်တာချူအင်ပါယာရဲ့အသက်သွေးကြောအားလုံးဟာမင်းရဲ့လက်ထဲကိုရောက်သွားပြီရက်စစ်ရေးအကုန်လုံးကိုမင်းကချုပ်ကင်ထားတော့မှာဒါဟာတိုင်းပြည်ပြုံးတီးသွားတာနဲ့ဘာချားနာလို့လဲလူငယ်တထေးကမှန်ပြတင်းပေါက်ကနေလှည့်ကြည့်လိုက်ပြီးအထက်စီးကြီးနဲ့ချားနာချက်ကအကြီးကြီးပြတိုင်းပြည်ကိုတိမ့်ပိုက်တာဆိုတာခင်ဗျားကောင်းကိုတနက်နဲ့ထောက်ပြီးဒါငါဟာလို့ပြောတာပူပေါင်းဆောင်ရွက်တာဆိုတာကတော့ခင်ဗျားကိုယ်တိုင်စာချုပ်မှာလက်မှတ်ထိုးပြီးကြောပါလာရောက်တိဆောက်ပေးပါလို့ဖိတ်ခေါ်တာမျိုးတမိုင်းမှာရှေ့ကလူကိုရုံမာတဲ့မင်းစုံမင်းညစ်လို့ရေးကြလိမ့်မယ်နောက်ကလူကိုတော့ခင်ဗျားကိုအနှစ်တစ်ထောင်အတွင်းတာချူအင်ပါယာရဲ့အကြီးမားဆုံးပြုပြင်ပြောင်းလဲရေးသမားကြီးအဖြစ်မှတ်တမ်းတင်ကြလိမ့်မယ်လူငယ်သူထေးကရှေ့တိုးလာပြီးစီးပွားရေးပြည်ရဲ့ကိုဆက်ပြဟောပြတယ်ဒါတွေမကဘူးစာချုပ်ထဲမှာအထူးစည်းကမ်းချက်လည်းပါသေးတယ်တာချူအင်ပါယာရဲ့ညီတိအခြေခံအဆောက်အအုံနဲ့စစ်တပ်ဆိုင်ရာစီမံကိန်းကိုမဆိုငါစီမှာပဲအဲ့ရမယ်တခြားသူစီအဲ့ရင်ရော်ကြီးကစာချုပ်တံမိုးရဲ့တစ်ဆယ်စာပေးရမယ်အမတ်ချုပ်ကြီးကတက်ပြင်းချရင်သဘောတူလိုက်ရတယ်တခြားသူလည်းရှာလို့ရမှာမဟုတ်ပါဘူးမင်းပြောတာမှန်ပါတယ်တကယ်ကိုမရှိတာပါအင်ပါယာကြီးရဲ့ကံကြမ္မာဟာစာချုပ်တစ်စောင်ပေါ်မှာကြာရောက်သွားခဲ့ပြီးဒါပေမဲ့ဒီလိုခေတ်သစ်စီးပွားရေးလောကတဲ့ကိုဝင်ရောက်ဖို့အတွက်ဝင်ကြီးချုပ်ကြီးရဲ့ပုံစံဟောင်းကိုပြစ်ပယ်ဖို့လိုအပ်နေပါတယ်အခုမျိုးသမီးနှစ်ဦးကစမတ်ကြတဲ့ဝတ်စုံပြည့်ကုတ်အင်ဂျီနဲ့တစ်တာတလုံးကိုတွန်းလဲနဲ့ယူဆောင်လာပေးတယ်ဒီဝင်ကြီးချုပ်ခင်ဗျားရဲ့အဲ့ဒီဝင်ကြီးဝတ်စုံဟောင်းကြီးကဟောင်းနှံပြီးပေးနေပြီးငါလူအဖြစ်အပြင်ထွက်ရင်တိတ်ခါကြတယ်တွားလဲလိုက်ပါဒီဝင်ကြီးချုပ်ကရေချိုးခန်းထဲဝင်ပြီးတန့်စင်ကနက်တိုင်ကုတ်အင်ဂျီနေကမျက်မှန်နဲ့တို့ဖြစ်စမတ်ကြခေတ်သစ်စီးပွားရေးသမားပုံစံပြောင်းလဲကထွက်လာခဲ့တယ်လူငယ်တထေးကကျေနပ်စွာပြုံးလျက်မစိုးဘူးပဲအလုပ်ကြီးကင်ကြီးလုံးမဲ့သူနဲ့တူသွားပြီးသူကငွေအောင်တစ်တာတလုံးကိုကမ်းပေးလိုက်တယ်ဒီတစ်တာထဲမှာပစ္စည်းအချို့ပါတယ်တာချူတနိုင်ငံလုံးရဲ့အခြေခံအဆောက်အအုံစီမံကိန်းသုံးဖက်မြင် project တာစစ်လက်နက်နမူနာမိုဒယ်3မျိုးနဲ့ acre မြင့်မြတ်ကြီးဖို့ PPT အတူချုပ်ပါဝင်တယ်ငါတို့စကားနဲ့ပြောရင်တော့ဒါဟာစေတနာပြပစ္စည်းတွေပေါ့လူငယ်ကလီထင်းကြီးရဲ့ပခုံးပေါ်လက်တင်လိုက်ပြီးလေးနဲ့စွာပြောလိုက်တယ်ဒီနေ့ကစပြီးမိမိကိုငါပရိတရေဝင်ကြီးချုပ်လို့မခေါ်ပါနဲ့တော့ခမရရဲ့လက်ရှိအထောက်ထားကတော့ကျယ်ပွင့်အလေးစားအုပ်စုဤတာချူအင်ပါယာဒေတာဆိုင်ရာထွေထွေကိုယ်စားလှယ်လီထင်းကြီးဖြစ်တယ်လီထင်းကြီးကကောင်းရင်ပြန်သွားရင် acre မင်းကိုစကားတခုံပြောလိုက်ပါခေတ်ကာလတွေပြောင်းလဲသွားပြီလို့အတွင်းရေးမှုလူငယ်လေးရောက်ရှိလာပြီးလီဆုံးအထွေထွေမန်နေဂျာလီကားအောက်မှာစောင့်နေပါပြီတကားဝကလူတထောင်ကိုလည်းတောက်ရည်တန်းနဲ့အစာ6တွေဝေပေးပြီးပါပြီဒါနဲ့လီဆုံးနောက်ပတ်တနင်္လာနေ့မတိုင်မီစာချုပ်တိုးတက်မှုအစီရင်ခံစာကိုငါ email စီပို့ပေးပါဖုန်းမတ်ကိုအတွင်းရေးမှုစောပို့ပေးလိုက်မယ်တက်မှတ်ရက်ကြော်သွားရင်တော့စွမ်းဆောင်ရည်မပြည့်လို့လာစာဖြတ်မယ်လီထင်းကြီးဤမျက်နှာတွင်စိုးရိမ်တုန်လှုပ်မှုနဲ့ဒေါသတို့တွန်တွဲသွားပြီးတစ်ဖက်မှာတော့ရှေးဟောင်းတာချူအင်ပါယာရဲ့ညီလာခံတပင်ကြီးဟာဝင်ကြီးချုပ်ပျောက်ဆုံးနေမှုကြောင့်ရိုက်ခတ်လှုပ်ရှားနေပါတယ်ရွှေပလင်ပေါ်မှာဧကရမင်းဆိုးဆန်နေပြီးအမတ်တွေကစိုးရိမ်တကြီးအစီရင်ခံနေကြတယ်အရှင်မင်းမြတ်အမတ်ကြီးလီထင်းကြီးမြောက်ပိုင်းကိုတွားရင်ဘေးရန်ရဲ့ကြုံရသလားဆိုတာစုံစမ်းဖို့အစောင့်တက်တွေကိုချက်ချင်းစေလို့တင်ပါတယ်အဲ့ဒီချိန်မှာပဲစစ်တီတယောက်နန်းတော်တကားကနေအပြေးလွှားဝင်ရောက်လာပြီးဒူးထောက်စီရင်ခံတဲ့သတင်းဆိုပါအရှင်မင်းမြတ်နန်းတော်တကားပြင်ပမှာတန်မဏိသားရဲကြီးတကောင်ရောက်နေပါတယ်မြင့်မပါပဲဘီလေးဘီနဲ့မောင်းနေလာပြီးနန်းတော်တကားနီကြီးကိုတိုက်ဖြတ်ပစ်လိုက်ပါပြီအခုညီလာခံရာစပလင်စီဦးတီလာနေပါတယ်ဧကရမင်းကဒေါသတကြီးဖြစ်ဘာတန်မဏိသားရဲဟုတ်လားကိုရန်တော်တက်တွေကဘာလုပ်နေကြတာလဲစစ်တီကငွေယိုလေးရဲ့ကိုရန်တော်တက်တွေလှန်တွေနဲ့ထိုးပေမဲ့တန်မဏိသားရဲရဲ့အရေးကွန်ကမျိုးရိုးထက်တောင်မာနေပါတယ်လှန်သွား3ချောင်းတောင်ကျိုးသွားပေမဲ့သူ့မှာအရာပင်မထင်ပါဘူးမာတဲ့အပြင်အမြန်ဆုံးမြင့်ထက်ပင်မြန်ပြေးနိုင်ပါသေးတယ်ရုတ်တရက်ချင်းဆိုတဲ့အတန်ကြီးနဲ့အတူတန်မဏိကာကွယ်ရေးကားကြီးတစ်စီးဟာနန်းတော်တကားကိုဘရုံဘရန်တိုက်ခတ်ဝင်ရောက်လာခဲ့တယ်တစ်သားတိုင်တွေကျိုးပဲကုန်ပြီးအမတ်တွေရုပ်တဲဖြစ်ကုန်ကြတယ်ရွှေနန်းတော်ကြီးတဲ့ကိုမကြုံစဘူးတိုက်ခိုက်ဝင်ရောက်လာတဲ့အနက်ရောင်တန်မဏိကားကြီးပေါ်ကနေဆင်းသက်လာသူကတော့ကားတကားပွင့်သွားပြီးနေကမျက်မှန်အနက်စမတ်ကြလာတော့ဝစ်စုံပြေးဝစ်စင်ထားပြီးဆစ်လိတ်တောက်လျက်စမတ်ကြဆင်းလာသူမှာဝင်ကြီးချုပ်လီထင်းကြီးဖြစ်နေတယ်ကြီးကျယ်ရဲ့အမတ်ကဒေါသတကြီးအော်ဟစ်လိုက်ရင်လီထင်းကြီးမင်းသာဘာဝစ်စင်ထားတာလဲအဲ့ဒီမိစ္ဆာသားရဲ့ကြီးရဲ့ဝမ်းမိုက်ထဲကနေမင်းဘယ်လိုလှုပ်ထွက်လာရတာလဲမင်းတရားလွန်လာပြီနန်းတော်ထဲမှာစမ်းပြတဲ့ဝစ်စုံတွေဝစ်ပြီးဧကရရဲ့အာနာကိုစိန်ခေါ်နေတာပဲလီထင်းကြီးကဘာမှမပြောပဲ secret မီကိုများကိုအေးဆေးစွာမှုတ်ထုတ်နေပါတယ်ကြီးကျယ်ရဲ့အမတ်ကနန်းတော်အလဲစီပြေးဝင်လာပြီးဒူးထောက်လိုက်ရင်အရှင်မင်းမြတ်ဝင်ကြီးချုပ်လီထင်းကြီးဟာဝင်ကြီးချုပ်တယောက်ဖြစ်ပါလျက်မိစ္ဆာသားရဲ့ကိုစီးနင်းနဲ့ဝစ်စားစင်ရင်မှုပြိုပြဲလုပ်တယ်နန်းတော်ဥယျာဉ်ကိုစီးစစ်မပါပဲကျူးကျော်ဝင်ရောက်တယ်ဒါဟာဘိုးဘေးဘီရင်တွေရဲ့စုံမစာကိုပြစ်ပယ်တာဖြစ်တယ်လို့အရှင်မင်းမြတ်နဲ့တိုင်းသူပြည်သားတွေကိုစော်ကားလိုက်တာပါဒီမတမာသူလီထင်းကြီးကိုချက်ချင်းဖမ်းဆီးပြီးတရားစီရင်ရေးဌာနကိုအနံပေးပါရန်တောင်းပန်အပ်ပါတယ်အမတ်များကကြတော်မျိုးလို့လည်းထောက်ခံပါတယ်လီထင်းကြီးအားပြင်းထန်စွာအပြစ်ပေးတော်မူပါနန်းတော်တစ်ခုလုံးဝင်ကြီးချုပ်ကိုဖမ်းဆီးဖို့တောင်းဆိုနေကြချိန်မှာတော့ခေတ်တဲ့အထွေထွေကိုယ်စားလှယ်ကြီးလီထင်းကြီးဟာအေးဆေးစွာနဲ့ပဲသူ့ရဲ့နည်းပညာလက်နက်ကိုထုတ်ဖော်လိုက်ပါတယ်လီထင်းကြီးကစမက်လက်စွပ်ကိုနှိပ်လိုက်ပြီးငွေအောင်တစ်တာကိုအလဲမှာတင်လိုက်တယ်အမတ်မင်းတို့ဆွဆွဲဖို့မလောကြပါနဲ့ဦးငါရဲ့ PPT ကိုအဆုံးထိကြည့်ပြီးမှစကားပြောကြတာပေါ့တစ်တာတွင်းမှာအပြာရောင်ဟောလိုဂရန်တုံးဖက်မြင့်အလင်းတန်းများထွက်ပေါ်လာပြီးနန်းတော်မုံမျက်နှာပြင်တွင်တာချူအင်ပါယာဤမြေပုံနှင့်အနာဂတ်တည်ဆောက်ရေးစီမံကိန်းများလျှက်စစ်စီကြောင်းများနှင့်အတူပေါ်ထွက်လာပြီးအမတ်များကအံ့ဩတုန်လှုပ်စွာဖြင့်ဒါဘာအလင်းတန်းတွေလဲဧကရမင်းကပလင်ပေါ်မှာထွက်လိုက်ပြီးလီထင်းကြီးငါမင်းကို3ချိန်တက်ပြင်းရှူစာအချိန်ပေးမယ်ဒါတွေအားလုံးဟာဘာလဲဆိုတာရှင်းပြစမ်းလီထင်းကြီးကမျက်မှန်ကိုကင်လိုက်ရင်ခန့်ညားစွာဖြင့်အရှင်မင်းမြတ်ကျွတော်မျိုးမြောက်ပိုင်းဒေသကိုတွားရောက်ခဲ့စဉ်မှာအံ့ဩဖွယ်ရာအရာအချို့ကိုတွေ့ရှိခဲ့ရပါတယ်သူကအလင်းတန်းမြေပုံကိုပြသလိုက်ရင်ရန်သူတက်မတော်အင်အား2000စစ်ကြောင်းဟာ15မိနစ်အတွင်းမှာတင်အပြောက်ရှင်းခံလိုက်ရပါပြီနန်းတော်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်သွားပြီးစမတ်ကြလာသောခေတ်သစ်စီးပွားရေးအင်ပါယာကြီးဤလွှမ်းမိုးမှုအောက်သို့ကြားရောက်သွားပါတော့တယ်
ဧကရမင်းမြတ်ကပလင်ပေါ်မှာထိုင်ရင်းဝင်ကြီးချုပ်လီထင်းကြီးကိုလက်ညှိုးထိုးကဒါဟာမိစ္ဆာအတက်ပဲလီထင်းကြီးမင်းဟာမိစ္ဆာတွေရဲ့လှန်လုံးအောက်မှာလှည့်စားခံလိုက်ရပြီစိတ်ကားတဲ့အမတ်တွေမင်းတို့ဘာကြည့်နေတာလဲဒီမိစ္ဆာပစ္စည်းတွေကိုချက်ချင်းပိတ်ပစ်လိုက်စမ်းလီထင်းကြီးကိုချက်ချင်းဖမ်းပြီးထောင်ထဲထည့်လိုက်ကြစစ်တီများကဓားများကိုဆွဲထုတ်ကအနက်ရောင်ကုတ်အင်ကြီးဝတ်ဆင်ထားသည့်လီထင်းကြီးကိုဝိုင်းရံလိုက်ကြပြီးလီထင်းကြီးကအေးဆေးစွာဖြင့်နေကာမျက်မှန်နှက်ကိုကိုင်းလိုက်ရင်အရှင်မင်းမြတ်ကိုရန်တော်တွေကိုလှုပ်ရှားခိုင်းဖို့မလောပါနဲ့အိုကျတော်မျိုးစေတနာနဲ့အကြံပေးပါရစေပေ90မြင့်နဲ့နန်းတော်တကားပြင်ပမှာတော့ခေတ္တတံမဏိစစ်သုံးရင်ကြီးတစ်စီးရပ်တန့်ထားပါတယ်ဝင်ကြီးချုပ်လီထင်းကြီးဟာအမတ်တွေနဲ့စစ်တီတွေရဲ့ဓားသွားတွေကြားထဲကနေအေးဆေးစွာလက်လျှောက်ထွက်လာခဲ့ပါတယ်ရဲတင်းလာကြီးလားငါဟာတာချူအင်ပါယာရဲ့ဧကရမင်းမြတ်ပဲငါစကားကိုမင်းကလွန်ဆန်ရဲတာလားလီထင်းကြီးကတက်ပြင်းရှူလိုက်ရင်ကားနောက်ဖုံးစီတို့လှမ်းသွားလိုက်ပါတယ်ဟင်းလီထင်းကြီးကအနက်ရောင်စစ်သုံးရင်ကြီးဤနောက်ဖုံးတကားကိုဖွင့်လိုက်ရတဲ့တွင်ခေတ္တဒုံးကြီးပြစ်လောင်ချပါစုကပစ္စည်းများသူ့ရဲ့လက်ထဲမှာရောက်ရှိလာတာကတော့ရှေ့ခေတ်တလန့်တွေထက်အစပေါင်းထောင်တန်းမှကအစမတန်တည်စေနိုင်တဲ့ခေတ္တအဖြစ်စွမ်းအလုံးဒုံးကြီးလက်နက်ကြီးဖြစ်နေပါတယ်လီထင်းကြီးကဒုံးကြီးပြစ်လောင်ချကိုပကုံးပေါ်တင်လိုက်ပြီးနန်းတော်ကြီးထဲသို့အချိန်ကိုက်ချိန်ရွယ်လိုက်ပြီးအရှင်မင်းမြတ်ကျတော်မျိုးအချိန်3စက္ကန့်ပေးပါမယ်စစ်တေတွေကိုပြန်ဆုတ်ခိုင်းလိုက်ပါပလင်ပေါ်မှာအေးဆေးပြန်ထိုင်ပြီးကျတော်မျိုးရဲ့စကားကိုအဆုံးထိနားထောင်ပါဧကရမင်းကဒေါသတကြီးအော်ဟစ်လိုက်ရင်သူ့ကိုဖမ်းဆန်းငါအမိတ်ဧကရမင်းရဲ့မာနတရားဟာစစ်တေတွေကိုတိုက်ခိုက်ဖို့အမိတ်ပေးလိုက်ပေမဲ့လီထင်းကြီးရဲ့လက်ချောင်းကတော့ခလုတ်ပေါ်ကိုရောက်ရှိသွားခဲ့ပါပြီလီထင်းကြီးကခလုတ်ကိုနှိပ်လိုက်ရဒုံးကြီးတုံးဟာကောင်းကင်ရံကိုထိုးခွဲကနန်းတော်ရှိကကြောက်တောင်ကြီးစီသို့အရှိန်ဟုန်ဖြင့်ပြေးဝင်သွားပြီးချိန်ဆိုသည့်တုံးလုံးဖွဲပောက်ကွဲတန်ကြီးနဲ့အတူကြောက်တောင်ကြီးနဲ့နန်းတော်ရင်ပြင်တစ်ခုလုံးအပိုင်းပိုင်းဆဆမီးဟုံးဟုံးတောက်ကပျက်စီးသွားပါတော့ဒုံးကြီးရဲ့ဆွမ်းအားကြောင့်ပေရကနန်းမြင့်နဲ့ကြောက်တောင်ကြီးဟာတဆစီပောက်ကွဲထွက်သွားခဲ့ပြီးနန်းတော်ကြီးတစ်ခုလုံးပြာကျမတက်တုံးလုံးသွားခဲ့ပါတယ်နန်းတော်ရင်ပြင်မှာလည်းအေယာမချင်းကြီးဖြစ်ပေါ်သွားခဲ့ပါပြီနန်းတော်အတွင်းရှိအမတ်များအလုံးလေထဲသို့လွင့်စင်ထွက်သွားကြပြီးဧကရမင်းမြတ်တီလည်းပလင်ပေါ်မှာမှောက်လျက်ပြုတ်ကျသွားပါတော့တယ်မိကိုငွေတွေကြားထဲကနေလီထင်းကြီးဟာစမက်ကြကြနဲ့နန်းတော်ကြီးထဲကိုအာနာပါကွက်သားတအုပ်လိုပြန်လည်ဝင်ရောက်လာခဲ့ပါတယ်အမတ်တွေအလုံးဟာကြောက်ရွံ့လွန်းလို့ကျမ်းပြင်ပေါ်မှာဝက်ဝက်မွေးပြပြဝတ်နေကြရပါပြီလီထင်းကြီးကစာချုပ်ဖိုင်တွဲကြီးကိုဧကရမင်းမြတ်ရဲ့ရွှေပလင်နာမှာတင်လိုက်ပြီးအရှင်မင်းမြတ်ဥက္ကဋ္ဌကျမ်းကကြတော်မျိုးကိုစကားတခွန်းပါလိုက်ပါတယ်ဒီစာချုပ်မှာလက်မှတ်ထိုးလိုက်ရင်တာချူအင်ပါယာရဲ့နေမြေတွေဟာအနှစ်တစ်ထောင်တည်တံ့ခိုင်မြဲနေလိမ့်မယ်ယထာလန်တွေမြို့တိုင်းစီရောက်လာမယ်ပြည်သူတွေငတ်မှုခင်းစာမှုကင်းဝေးမယ်ရန်သူတွေလည်းဘယ်တော့မှကျူးကျော်ရဲတော့မှာမဟုတ်ဘူးဧကရမင်းကတုံရင်နေသောအတန်ဖြင့်စာချုပ်ကိုကြည့်ရင်ငါမထိုးရင်ရောဘာဖြစ်မလဲလီထင်းကြီးကစမတ်ကြလာတော့ကလောင်တန်ကိုထုတ်ယူကဧကရမင်းဤမျက်နှာတက်တက်တို့ချိန်ရွယ်ပြလိုက်ပြီးမထိုးဘူးဆိုရင်တော့ကြတော်မျိုးဒီပြောင်းတူကြီးနဲ့ပဲအရှင်မင်းမြတ်ကိုဘိုးဘေးဘရင်တွေစီချက်ချင်းပို့ပေးလိုက်ပါမယ်ခေတ္တအဖြစ်စွမ်းအားလုံးလက်နက်ရဲ့ချင်းချောက်မှုအောက်မှာတော့တာချူဧကရမင်းဟာညှင်းဆန်နိုင်ခြင်းမရှိတော့ပဲစာချုပ်ပေါ်မှာတုံရင်စွာနဲ့လက်မှတ်ထိုးပေးလိုက်ရပါတော့တယ်လီထင်းကြီးကစာချုပ်ကိုတင်စီကကုတ်အင်ကြီးကိုပြင်ဝတ်လိုက်ပြီးစစ်လိတ်ကိုမီးညှိလိုက်ပါတယ်ဒါနဲ့စကားမဆက်ဥက္ကဋ္ဌကျမ်းကတရင်ကောင်းတခွန်းပါလိုက်ပါသေးတယ်လာမယ့်နှစ်မှာတာချူအင်ပါယာရဲ့ပထမဆုံးစတာလင်အမြန်ရထားလမ်းစီမံကိန်းကိုစတင်တော့မှာပါမြို့နယ်30ခုရဲ့မြေနေရာတွေကိုအသုံးပြုသွားမှာဖြစ်ပြီးရော်ချင်းငွေအသေးစိတ်ကိုတော့စာချုပ်နောက်ဆက်တွဲမှာဖက်ကြည့်လိုက်ကြပါဝင်ကြီးချုပ်လီထင်းကြီးဟာစမတ်ကြစွာနဲ့သူ့ရဲ့တမန်နီစစ်သုံးရင်ကြီးပေါ်သို့တက်ရောက်သွားပြီးတာချူအင်ပါယာကြီးရဲ့အနာဂတ်ကိုခေတ်သစ်စီးပွားရေးနဲ့နည်းပညာများဖြင့်စတင်ပုံဖော်ပေးလိုက်ပါတော့တယ်